အကုန်လုံးကဓာတ်တွေနဲ့ဆိုတော့တဲ့သမီးတို့ဘာမှတော့မလုပ်ဘူးသွားနေလို့အဲ့ပစ္စည်းတွေချွတ်ပြီးရင်တော့သွားတော့လို့ပြောတယ်တဲ့အဲ့လဲတန်းမှာတဲ့လမ်းကြိုလမ်းကြားရှိတယ်လူပြတ်တယ်တဲ့မင်္ဂလာပါရှင်ကျွန်မတီကာပါဒီနေ့ဖော်ပြပေးခြင်းတဲ့သတင်းအကြောင်းအရာကတော့ရန်ကုန်လှည်းတန်းမှာအမျိုးသမီး3ဦးထံကနေရွှေငွေနဲ့တယ်လီဖုန်းတွေကိုဓာတ်ထောက်ပြီးလွှဲရတဲ့အကြောင်းဖော်ပြပေးကြပါမယ်။ရောင်တိုင်းဒေသကြီးကမာရွတ်မြို့နယ်လှည်းတန်းလမ်းသွယ်မှာစက်တင်ဘာလ14ရက်နေ့မွန်းတဲ့12နာရီခွဲလောက်ကလမ်းလျှောက်လာတဲ့အမျိုးသမီးငယ်3ဦးထံကနေရွှေငွေနဲ့တယ်လီဖုန်းတွေကိုအမျိုးသား3ဦးကဓာတ်ထောက်လွှဲရခဲ့ကြောင်းလည်းသိရပါဗျ။လဲတန်းလန်းသွယ်ဖြက်လန်းကတက်စဉ်တင်နန်းကနေနေထိုင်ရာအဆောင်ကိုပြန်လာတဲ့အသက်25နှစ်အရွယ်အမျိုးသမီး3ဦးကိုလမ်းတစ်ဝက်မှာအသက်35နှစ်နဲ့အသက်40ကြားရှိတဲ့အမည်မသိအမျိုးသား3ယောက်ကဓာတ်ထောက်လူရက်တာဖြစ်တယ်လို့သိရပါဗျ။စက်ရင်းငိမ်ဘက်ချမ်းမှာတက်နေတဲ့တင်နန်းကနေအဆောင်ကိုအပြန်လဲတန်းလန်းသွယ်မှာအနောက်ကနေလိုက်လာတဲ့အမျိုးသား3ဦးကသူတို့နေဘက်ကတက်လာတာပါ။ YBS ကမှတ်တိုင်မသိလို့ဆိုပြီးတော့လမ်းမေးတယ်မိန်းကလေးတွေကလည်းကိုနဲ့မသိတဲ့အမျိုးသားတွေဖြစ်တာကြောင့်ရဲ့သူတို့ကိုယ်တိုင်ကလည်းနေကနေဒီမှာတင်တန်းတက်ပြီးတော့ပြင်ပထွက်မဲ့သူတွေဒါကြောင့်မသိဘူးညင်လိုက်တယ်ခဏကြာတော့သူတို့ရဲ့အနောက်ကနေလိုက်လာတဲ့အမျိုးသား3ဦးကဓာတ်ထောက်ပြီးတော့ရွှေငွေလက်ဝဲရတနာတွေကိုမချွတ်ပေးရင်အသက်အန္တရာယ်ချိန်ချောက်လို့ချွတ်ပေးလိုက်ရတယ်လို့ဓာတ်ထောက်လူရက်ခံရသူတွေကမိသားစုဝင်တူကဆိုပါတယ်ဒီအမျိုးသမီးငယ်3ဦးထံကနေရွှေနဂတ်3ရန်လက်စော့2ကွင်းရွှေဆွဲကြိုး3ကုန်လက်ပတ်နာရီ3လုံးပတ်စံအိတ်3လုံးငွေသား2သိန်းခွဲတယ်လီဖုန်း Samsung ဖုန်း1လုံးတက်ကနိုဖုန်း1လုံး iPhone 12ဖုန်း1လုံးနဲ့ KB ငွေသား7သိန်း20ကိုဓာတ်ထောက်လူရက်ခံရကြောင်းသိရပါတယ်ဓာတ်ထောက်လူရက်တဲ့သူတွေဟာ iPhone 12ရဲ့ password နဲ့ KB password တွေမပေးရင်အသက်အန္တရာယ်ပြုမယ်လို့ချိန်ချောက်တာကြောင့်ပေးလိုက်ရတာဖြစ်ကြောင်းသိရပါတယ်စက်တင်ဘာ2ရက်ညနေ4နာရီကတော့ရောင်တိုင်းဒေသကြီးတာမွေမြို့နယ်မြစ်တာညွန့်နဲ့ကြက်ဘဲစေးအလွန် YBS မှတ်တိုင်နေမှာအမျိုးသမီးတဦးဟာသမီးဖြစ်သူကိုကျူရှင်ကြိုပြီးတော့အိမ်ပြန်လန်းမှာအသက်40နှစ်ကျော်အရွယ်အမျိုးသားတဦးကပတ်စံအိတ်ကိုလူရက်တာမရလို့အဆိုပါအမျိုးသမီးကိုထိုးကျိတ်ရန်ပြုခဲ့ကြောင်းလည်းသိရပါတယ်ရှင်ဆက်လက်ပြီးတော့လေဒလားမျိုးမှာရှိတဲ့အထူးကုစေကန်းရဲ့ပေါ်စားတာကြောင့်ဘိုက်ခွဲကလေးမွေးတဲ့အမျိုးသမီးသေဆုံးပြီးတော့စေကန်းကိုပိတ်သိမ်းထားတဲ့အကြောင်းဖော်ပြပေးပါမယ်။ရန်ကုန်တိုင်းဒလားမျိုးမှာရှိတဲ့စွမ်းထက်အထူးကုစေကန်းမှာခွဲစိတ်မွေးဖွားခဲ့တဲ့တရားလွှတ်တော်ရှင်နေတဦးသေဆုံးမှုဖြစ်ပြီးတဲ့နောက်အဆိုပါစေကန်းကိုပိတ်သိမ်းထားကြောင်းသိရပါဗျ။သေဆုံးသူတရားလွှတ်တော်ရှင်နေမအီအေအသက်33နှစ်ကတော့စက်တင်ဘာ4ရက်နေ့ကစွမ်းထက်အထူးကုစေကန်းမှာခွဲစိတ်ပြီးတော့ကလေးမွေးဖွားခဲ့တာပါဒီလိုကလေးမွေးဖွားပြီးတဲ့နောက်စေကူတာမှုခံယူနေစဉ်မှာကျန်းမာရေးအခြေအနေဆိုးရွားလာလို့ဗဟိုအမျိုးသမီးဆေးရုံရန်ကုန်ကိုလွှဲပြောင်းခဲ့ရပြီးတော့စက်တင်ဘာ9ရက်မှာကွယ်လွန်သွားပါတယ်စွမ်းထက်အထူးကုစေကန်းကတော့လုံလောက်တဲ့ကျန်းမာရေးစောင့်ရှောက်မှုမရှိဘဲလူနာကိုဂရုစိုက်မှုမရှိတဲ့အပြင်ပေါ်ဆမှုတွေရှိခဲ့တဲ့ကြောင့်ကွယ်လွန်သူရဲ့မိသားစုတွေထံကသိရပါတယ်လူနာရဲ့အခြေအနေဆိုးရွားလာတဲ့အခါမှာဒလားမျိုးမှာရှိတဲ့စီကမ်းမှာမနိုင်နှင်းလို့ရန်ကုန်မှာရှိတဲ့ဗဟိုအမျိုးသမီးဆေးရုံကိုလွှဲပြောင်းခဲ့ကဆေးရုံမှာခွဲစိတ်ခန်းဝင်ခဲ့ရပြီးတော့တက်အိမ်ခွဲထုတ်ခဲ့ရတဲ့ကြောင်းဒီနောက်မှာတော့အသက်ဆုံးရှုံးခဲ့ရတဲ့ကြောင်းတေဆုံးသူရဲ့အမဖြစ်သူဒေါ်သူစာအေးကမီဒီယာတွေကိုဖြေကြားထားတာတွေ့ရပါတယ်ကလေးမွေးတဲ့သူတေဆုံးပြီးတော့စေကန်းပိတ်ခံရတယ်လို့လည်းကြားတယ်အခုထိတော့ပြန်မဖွင့်သေးဘူးစေကန်းဖုန်းနံပါတ်တွေကိုဆက်ကြည့်တာဆက်လို့မရဘူးအကုန်ပိတ်ထားတယ်လို့ဒလားမျိုးမှာနေထိုင်သူကဆိုပါတယ်လက်ရှိမှာတော့စွမ်းထက်အထူးကိုစေကန်းပိတ်သိမ်းထားပြီးတော့ပြန်လည်ဖွင့်လှစ်မှုမရှိသေးတဲ့အကြောင်းဒေသခံတွေထံကသိရပါတယ်မြန်မာနိုင်ငံမှာရှိတဲ့စေယုံစေကနေဟာလူနာနဲ့လူနာရှင်တွေကိုဆက်ဆံပြောဆိုရမှာအချိန်ပေးပြီးတော့တေချာရှင်းပြမှုမရှိတာလေးစားမှုစာနာမှုတွေအားနည်းပြီးတော့တာဝန်ယူတာဝန်ခံတဲ့ကျန်းမာရေးစောင့်ရှောက်မှုမရှိကြောင်းလည်းသိရပါတယ်မြန်မာနိုင်ငံရဲ့ပုဂ္ဂလိကကျန်းမာရေးစောင့်ရှောက်မှုနဲ့ဝန်ဆောင်မှုဆိုင်ရာဥပဒေမှာကျန်းမာရေးစောင့်ရှောက်တဲ့သူရဲ့ပေါ်ရော့စွာဆောင်ရွက်တာကြောင့်နစ်နာမှုတွေရှိရင်နစ်နာကြေးအတွက်တရားမဥပဒေအရဆွဲဆိုနိုင်ခွင့်ရှိကြောင်းပြဋ္ဌာန်းထားပါတယ်ရှင်ဆက်လက်ပြီးတော့လင်မယားချင်းရန်ဖြစ်ပြီးတော့ငွေဆက်ကိုအတူတွေကိုပြုလုပ်သုံးစွဲသူအဖမ်းခံရတဲ့အကြောင်းဖော်ပြပေးပါမယ်။လင်မယားချင်းစကားများရန်ဖြစ်လို့မွန်ပြည်နယ်ရေးမြို့နယ်နှစ်ကရင်ကြီးရွာမှာလာရောက်ငှားရမ်းနေထိုင်ပြီးတော့1000ကျပ်တန်ငွေဆက်ကိုအတူတွေပြုလုပ်ပြီးတော့သုံးစွဲသူဇနီးဖြစ်သူအဖမ်းခံရတယ်လို့သိရပါတယ်။ငွေဆက်ကိုအတူတွေပြုလုပ်ပြီးသုံးစွဲသူအမျိုးသမီးကတော့အသက်28နှစ်အရွယ်
မတ်မြူလင်းလင်းခေါ်သူစာဆိုသူဖြစ်ပြီးတော့လွန်ခဲ့တဲ့9လလောက်ကမတ်မြူလင်းလင်းခေါ်သူစာနဲ့အတူတူခင်မောဖြစ်သူနဲ့အလူသမားဖြစ်သူအမျိုးသမီးတအူတို့ကတော့နှစ်ကင်ကြီးဝါမှာရှိတဲ့ရဲစခန်းအနီးမှာရှိတဲ့နေအိမ်ကိုငှားရမ်းနေထိုင်ကအထက်ဆိုင်ဖွင့်လှစ်ပြီးနေထိုင်တာဖြစ်ပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းကတော့လင်မယားချင်းစကားများရန်ဖြစ်ရာကနေခင်မောဖြစ်တဲ့သူကသက်ဆိုင်ရာကိုတွားရောက်တိုင်ကြားခဲ့လို့စက်တင်ဘာ17ရက်ကလုံခြုံရေးတပ်ဖွဲ့ဝင်တွေကရှာဖွေဖမ်းဆီးမှုတွေလှုပ်ဆောင်တာလည်းဖြစ်ပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းကသူတို့အိမ်မှာငွေဆက်ကိုအတူတွေလုံးနေကြမှန်းရွာကလူတွေကရဲစခန်းကလာရောက်ဖမ်းဆီးမှသာသိရတာဖြစ်ပြီးတော့ငွေဆက်ကိုအတူတွေနဲ့ဝယ်ယူသုံးစွဲတာလည်းလှုပ်ဆောင်ထားတယ်လို့သိရတဲ့အတွက်ဒေသခံတွေအနေနဲ့ငွေကြေးတွေဆုံးရှုံးမှာကိုစိုးရိမ်နေတယ်လို့ကြီးဝါနေပြည်သူကဆိုပါတယ်။ဆက်လက်ပြီးတော့မိထီလာမျိုးမှာအသက်ခံထားရတဲ့အမျိုးသားအလောင်းတွေ့တဲ့အကြောင်းဖော်ပြပေးကြပါမယ်။မန္တလေးတိုင်းမိထီလာမျိုးနန်းတော်ကုန်းရက်ကွက်နေမြေမြောက်ကန်ဆောင်ကလေးကစားကွင်းအနီးမှာအသက်ခံရတဲ့အမျိုးသားအလောင်းတစ်လောင်းတွေ့ရှိတယ်လို့ဒေသခံတွေထံကသိရပါတယ်။စက်တင်ဘာ15ရက်မနက်6နာရီကျော်လောက်မှာစောင်းဒီနဲ့ထုတ်ပြီးတော့ဝမ်ပိုက်ထိုးသွင်းတန်ရာလက်ပြက်ရှတန်ရာတွေနဲ့စုံနေတဲ့အမျိုးသားအလောင်းတစ်လောင်းကိုလမ်းသွားလမ်းလာတွေကတွေ့ရှိခဲ့တာလို့ဆိုပါတယ်။တေပြီးမှလာပြစ်သွားတဲ့သဘောပါပဲ။ညာဘက်ဝမ်ပိုက်အောင်မှာထိုးသွင်းတန်ရာတစ်ချက်လက်ပြက်ရှတန်ရာတစ်ချက်တွေ့ရတယ်။လုံးကြံတက်ဖြတ်ပြီးမှလာပြစ်သွားတာဖြစ်တယ်လို့ဆိုပါတယ်။တည်ဆုံးသူဟာအသက်30အရွယ်အမျိုးသားဖြစ်ပြီးတော့နန်းတော်ကုန်းရက်ကွက်မှာနေထိုင်သူမဟုတ်ဘူးလို့လည်းဆိုပါတယ်။တည်ဆုံးသူနဲ့ပတ်သက်ပြီးအချက်လက်တွေနဲ့ဘယ်လိုအသက်ခံရတယ်ဆိုတာသိရဖို့ရဲဘက်ကဆက်လက်စုံစမ်းနေပြီးတော့အလောင်းကိုတော့မိထီလာပြည်သူ့စေယုံကိုပို့ဆောင်ထားတယ်လို့သိရပါတယ်။ဩဂုတ်လ12ရက်မနက်ပိုင်းကလည်းမိထီလာမြို့သူနာပြုတင်နန်းကျောင်းမှာအသက်20အရွယ်ကျောင်းသူတအုပ်သူ့ရဲ့အဆောင်အိမ်သားထဲမှာတည်ဆုံးရက်တွေ့ရတဲ့ဖြစ်စဉ်တစ်ခုလည်းရှိခဲ့ပါသေးတယ်။ဆက်လက်ပြီးတော့လဲရှန်ဟိုင်းဟော့ပွန်ဆိုင်မှာဟင်းဦးတဲ့ကိုစီးသွားခဲ့တဲ့တရုတ်စစ်ကြောတပ်တွေကိုဒေါ်လာ3သိန်းကျော်တန်ကြေးပေးဆောင်ဖို့အမိန့်ချမှတ်တဲ့အကြောင်းဖော်ပြပေးကြပါမယ်။တရုတ်နိုင်ငံရှန်ဟိုင်းမြို့မှာရှိတဲ့တရားရုံးတစ်ခုကစစ်ကြောတပ်2ဦးနဲ့သူတို့ရဲ့မိသားစုဝင်တွေကိုတရုတ်ဟော့ပေါ့လုပ်ငန်းကြီးဖြစ်တဲ့ဟိုင်းတီလောင်ကိုနစ်နာကြီးရွမ်1.2 တန်အမေရိကန်ဒေါ်လာ3,885ပေးဆောင်ဖို့အမိန့်ချမှတ်ပါတယ်။ဟော့ပေါ့ဦးရဲကိုသူတို့စီးသွားခဲ့တဲ့ဗီဒီယိုတစ်ခုလူမှုကွန်ရက်မှာပြန့်နှံ့ပြီးတဲ့နောက်အခုလိုအမိန့်ချမှတ်ခံရတာဖြစ်ပါတယ်။ပြည်မှုကျူးလွန်သူတွေဖြစ်ကြတဲ့အသက်18နှစ်အရွယ်တန်နဲ့ဦးတို့2ဦးစလုံးကတော့ဖေဖော်ဝါရီလ24ရက်နေ့မှာဒီလိုရက်ကိုတမင်တကာကျူးလွန်ခဲ့တဲ့အကြောင်းရှန်ဟိုင်းမြို့ဟွမ်ဘိုးခရိုင်ပြည်သူ့တရားရုံးကစက်တင်ဘာ12ရက်မှာဆုံးဖြတ်လိုက်ပါတယ်။ရှန်ဟိုင်းမြို့မှာရှိတဲ့ဟိုင်တီလောင်ဆိုင်ခွဲတစ်ခုမှာတီးတဲ့အခန်းတစ်ခုမှာအစားတောက်နေစဉ်သူတို့ဟာစပွဲပေါ်ကိုတလှည့်စီတက်ပြီးတော့သူတို့ရဲ့ဟော့ပေါ့ဦးရဲကိုစီးသွားခဲ့တဲ့ပုံကိုအပြန်အလှန်ဗီဒီယိုရိုက်ခဲ့ပါတယ်။ဦးကတော့အဆိုပါဗီဒီယိုကိုဖေဖော်ဝါရီလ29ရက်နေ့ကလူမှုကွန်ရက်မှာပထမဆုံးတင်ခဲ့ရမှာလှည့်လည်မြမြန်နဲ့လူသိများလာခဲ့ပါတယ်။နှစ်ဦးစလုံးကလည်းသူတို့ရဲ့လိုရက်ဟာလူမှုကွန်ရက်မှာပြန့်နှံ့မှာကိုအပြည့်အဝသိရှိထားတဲ့အကြောင်းနဲ့ဖြစ်ပေါ်လာမဲ့လူမှုရေးဆိုင်ရာစိုးကျိုးတွေကိုနားလည်တဲ့အကြောင်းအဲ့ဒီချိန်ကစပြီးပြောကြားခဲ့ပါတယ်။ဟိုင်တီလောင်ကတော့မတ်လ14ရက်နေ့မှာတရားစွဲဆိုခဲ့ပြီးတော့ဆယ်ကျော်သက်2ဦးစလုံးနဲ့သူတို့ရဲ့မိဘတွေကလူသိရှင်ကြားတောင်းပန်မှုနဲ့ကုမ္ပဏီရဲ့ဆုံးရှုံးမှုရွမ်23တန်းကျော်အတွက်ရော်ကြီးပေးဖို့တောင်းဆိုခဲ့ပါတယ်။တရားရုံးရဲ့အမိန့်အရတော့ဆယ်ကျော်သက်တွေဟာပကံခွက်ရောက်ဆုံးရှုံးမှုနဲ့တန်ရှင်းအတွက်ရွမ်3,300ဟိုင်တီလောင်ရဲ့ခုံသိက္ခာပစ္စည်းမှုနဲ့စီးပွားရေးဆုံးရှုံးမှုတွေအတွက်ရွမ်2တန်းနဲ့ဥပဒေရေးရာကုန်ကျစရိတ်အတွက်ရွမ်9,000ပေးဆောင်ဖို့အမိန့်ချမှတ်ခဲ့တာပါ။ဒဏ်ကြေးမဆောင်နိုင်ရင်တော့ဖြစ်ပေါ်လာမယ့်အကျိုးဆက်ကိုတော့တရားရုံးစာရဲ့စာတမ်းတွေမှာဖော်ပြထားခြင်းမရှိပါဘူး။တရုတ်နိုင်ငံ Global Time သတင်းစာကအဆိုပါမှုဟာဂုဏ်သိက္ခာနဲ့ဆိုင်ရာအခွင့်အရေးတွေနဲ့ပိုင်ဆိုင်မှုပျက်စီးမှုနဲ့ပတ်သက်ပြီးအငြင်းပွားမှုတွေပါဝင်နေတယ်လို့ဖော်ပြခဲ့ပါတယ်။ Shanghai Observer သတင်း website မှာတော့ဖော်ပြခဲ့တဲ့သဘောထားဆောင်းပါးတစ်စောင်မှာတော့အဆိုပါဖြစ်ရဟာအပြုအမူမမှန်တဲ့ကလေးတွေနဲ့၎င်းတို့ရဲ့မိဘတွေအတွက်သတိပေးခေါင်းလောင်းတန်တရက်အဖြစ်ဆောင်ရွက်ခဲ့တယ်လို့ဖော်ပြပါတယ်။တရားရုံးရဲ့စီရင်ချက်အရတော့တိုင်ကြားခံရသူ6ဦးစလုံးဖြစ်တဲ့တန်ဟူနဲ့၎င်းတို့ရဲ့မိဘ4ဦးဟာသတ်မှတ်ထားတဲ့သတင်းစာတွေမှာလူသိရှင်ကြားတောင်းပန်မှုအတွက်ပူးရဲတာဝန်ရှိကြောင်းလည်းသိရပါတယ်။မိဘတွေဟာသူတို့ရဲ့အုပ်ထိန်းသူဆိုင်ရာတာဝန်တွေကိုပြတ်ကွက်တဲ့အတွက်ဆယ်ကျော်သက်2ဦးကိုအခုလိုမျိုးလုပ်ရမျိုးကျိုးလွန်ဖို့ဦးတည်စေခဲ့တဲ့ကြောင်းလည်းတရားရုံးကပြောကြားလာပါတယ်။ဟိုင်တီလောင်ကတော့တရုတ်နိုင်ငံတဝမ်းမှာစားတောက်ဆိုင်1300ကျော်ကိုဖွင့်လှစ်ထားပြီးတော့တောင်ကိုရီးယားစင်ကာပူဩစတြေးလျအမေရိကန်နဲ့ဗြိတိန်ပါဝင်နိုင်ငံပေါင်း10ကျော်ကိုလုပ်ငန်းတွေတိုးချဲ့ထားတာဖြစ်ပါတယ်။မတ်လကကုမ္ပဏီဟာအဆိုပါဖြစ်ရဖြစ်ပွားပြီးတဲ့နောက်ထိခိုက်မှုရှိတဲ့ဆိုင်ခွဲကိုလာရောက်ခဲ့တဲ့စားသုံးသူ4000ကျော်ကိုရော်ကြေးပေးမှဖြစ်ကြောင်းကြေညာခဲ့ပါတယ်။ဒီဖြစ်ရကြောင့်ကျွန်တော်တို့ရဲ့ဖောက်တဲ့တွေခံစားရတဲ့စိတ်ပိုင်းဆိုင်ရာဆင်းရဲဒုက္ခကိုဘယ်နည်းနဲ့မှအပြည့်အဝရော်ကြေးပေးနိုင်မှာမဟုတ်ဘူးဆိုတာကျွန်တော်တို့အပြည့်အဝနားလည်တယ်လို့ကုမ္ပဏီကမတ်လ12ရက်မှာ
လူသိရှင်ကြားထုတ်ပြန်ခဲ့တဲ့ကြေညာချက်မှာပြောကြားပါရယ်။တာဝန်ယူမှုအရှိဆုံးဆောင်ရွက်ဖို့ကျွန်တော်တို့အစွမ်းကုန်ကြိုးစားသွားမှာပါလို့လည်းဆိုပါရယ်။